မော်ချက်တူ၍တနေ့မှာရာဒါဆိုတဲ့မင်းကလေးတယောက်ဟာသူ့နွားမအတက်မျက်စိမ်းတွေခုယူဟိုတောတဲ့ကိုတွားနေခဲ့တယ်အဲ့ဒီအချိန်မှာအနီးကတစ်ပင်ကြီးပေါ်မှာထိုင်နေတဲ့မော်ချက်တူ၍တကောင်ကသူ့ကိုကြည့်ပြီးပြောလိုက်တယ်အိုးဒီမိန်းမကတကယ်ကိုအလုပ်ကြိုးစားတာပဲနှစ်တောင်များစွာသူနေ့တိုင်းဒီတောလဲကိုလာပြီးနွားမအတွက်မြက်ဒီလာလာခုတ်တယ်ဒါပေမဲ့နွားမတကောင်ကဘလောက်ပဲနို့ဒီပေးပြီးသူတို့အတွက်အစင်မပြေတော့ဘူးလေသူတို့ဘလို့စားထောက်ကြပါလဲနော်ကြက်တူရွေကစဉ်းစားလိုက်တယ်ငါကမော်ကြက်တူရွေပဲငါနွားမအဖြစ်ပြောင်းပြီးသူတို့အိမ်ကိုတွားနေလိုက်မယ်ဆိုရင်သူတို့နို့ဒီကိုရောင်းပြီးအေးအေးချမ်းချမ်းနေထိုင်နိုင်ပါပဲဒီမိန်းမကတနာတက်တီစိတ်ကောင်းလက်ရှိတယ်ငါသူ့ကိုကူညီလိုက်ပါမယ်လေအဲ့လိုပြောပြီးကြက်တူရွေးဟာတစ်ပင်ပေါ်ကနေဆင်းလာပြီးရွှေရောင်အလင်းတစ်ခုနဲ့အတူလှပတဲ့နွားမတစ်ကောင်ဖြစ်တောင်းလဲသွားလေနောက်ကဓာရာစီသွားပြီးပြောလိုက်တယ်တနာစိတ်ရှိတဲ့ကောင်မလေးရဲ့ဒီတောထဲမှာငါမှဆွေမျိုးမိဘတွေလည်းမရှိဘူးငါကိုမင်းအိမ်ကိုခေါ်သွားပါလားမင်းငါကိုမျက်စိမ်းတွေကျွေးပါငါမင်းကိုနှုတ်ရီအများကြီးပေးပါမယ်လို့ပြောလိုက်တယ်ဒါရာကအံ့ဩသွားပြီးငါအိမ်မက်မနေတာလားနွားမကစကားပြောနေတယ်မင်းဘလို့လုပ်ပြီးစကားပြောနိုင်တာလဲလို့မေးလိုက်တယ်နွားမကပြန်ပြောတယ်ငါကမှော်နွားမတကောင်ပါအဲ့ဒါကြောင့်လူလိုစကားပြောနိုင်တာမင်းငါကိုအိမ်ခေါ်သွားပါလားမနဲ့ညက်နေမျက်စိမ်းတွေကျွေးရင်ငါမင်းကိုနှုတ်ရီအများကြီးပေးပါမယ်အဲ့ဒီနှုတ်ရီကိုရောင်းပြီးမင်းကောင်းကောင်းမွန်မွန်နေထိုင်လို့ရတာပေါ့လို့ပြန်ပြောလိုက်တယ်ဒါကအယမ်းပျော်သွားပြီးအိုးအဲ့လိုဆိုရင်ငါတို့ရဲ့အခက်ခဲတွေအကုန်ပျောက်သွားမှာပဲလာပါငါနဲ့အတူလိုက်ခဲ့ပါလို့ပြောလိုက်တယ်ဒီလိုနဲ့ဒါကနွားမကိုခေါ်ပြီးအိမ်ပြန်လာခဲ့တာပေါ့အိမ်ရောက်တော့ထုခင်မော်မိုဟန်ကအံ့ဩပြီးမဲဒါကြီးမင်းကနွားမအတွက်မျက်ခုတ်သွားတာမဟုတ်လားဒီနွားမကိုဘဲကခေါ်လာတာလဲလို့မေးလိုက်တယ်ဒါကအကြောင်းရင်းအားလုံးကိုပြောပြလိုက်တော့မိုဟန်လည်းဝမ်းသာသွားတာပေါ့ဒီလိုနဲ့မိုဟန်တို့လင်းမြာဟာနွားမလေးကိုနေ့တိုင်းမျက်တီကျွေးပြီးကောင်းကောင်းမွန်မွန်ကျူးစုရှောင်းရှောက်ကြတာပေါ့နွားမကလည်းနေ့တိုင်းနှုတ်တွေအများကြီးပေးလို့သူတို့ဘဝကတဖြည်းဖြည်းအဆင်ပြေလာတယ်ဒါပေမဲ့အိမ်နီးချင်းကီရှန်ဆိုတဲ့လင်မယားညယောက်ကမိုဟန်လိုလင်မယားအဆင်ပြေနေတာကိုမြင်ပြီးမနာလို့ဖြစ်လာတယ်သူ့မှာနွားမတကောင်ပဲရှိတာကိုနေ့တိုင်းတို့အများကြီးဘယ်လိုရနေတာလဲသူတို့မှာတေချာပေါက်လွတ်ချက်ပတ်ရှိရမယ်လို့စဉ်းစားပြီးစုံစမ်းဖို့ဆုံးဖြတ်လိုက်တယ်။တနေ့ကီရှန်ကမိုဟန်တို့လင်မယားအိမ်ထဲတိတ်တိတ်လေးခိုးပြီးဝင်သွားလေ။အိမ်ထဲကိုရောက်တော့နွားမကစကားပြောနေတာကိုတွေ့လိုက်တယ်။အိုးဒီနွားမကစကားပြောနေပါလား။ဒီနွားမကမှော်အစွမ်းရှိတဲ့မှော်နွားမပဲဖြစ်ရမယ်။ဒီနွားမကိုတတ်လိုက်ရင်မိုဟန်လိုလည်းပြန်ပြီးဆင်းလဲသွားမယ်လို့မနာလိုစိတ်နဲ့စဉ်းစားလိုက်တယ်။နောက်နေ့မိုဟန်ဟာနွားမလေးနဲ့အတူတောထဲထွက်လာခဲ့တာပေါ့တောထဲကတစ်ပင်အောက်မှာမိုဟန်တယောက်အိပ်ပျော်သွားခဲ့တယ်သူအိပ်ပျော်နေချိန်မှာပဲကီရှန်ကနွားမကိုတပ်ပစ်လိုက်တယ်မိုဟန်အိပ်အားနူးလာတော့နွားမလေးတည်နေတာကိုမြင်တော့အယမ်းဝမ်းနည်းသွားတယ်ဒါပေမဲ့နွားမကသူ့မတည်ခင်ကပြောထားတာတခုရှိတယ်ငါတည်သွားရင်ငါကိုတွေးခဲ့တဲ့တစ်ပင်ရဲ့အရွက်တွေကိုငါခေါင်းပေါ်တင်ပေးလိုက်ရင်ငါအသက်ပြန်ရှင်းလာမယ်လို့ပြောခဲ့တယ်။မိုဟန်ကနွားမပြောခဲ့တာကိုသတိရပြီးအဲ့ဒီအတိုင်းတစ်ပင်ကအရွက်ကိုသွားခူးပြီးနွားမခေါင်းပေါ်တင်လိုက်တော့မော်နွားမကပြန်လဲအသက်ရှင်လာတယ်။မိုဟန်လည်းဝမ်းသာသွားတယ်။အဲ့ဒီနောက်နွားမလေးကိုစူရာဘီလို့နာမည်ပြောင်းခေါ်ကြတယ်။သူတို့ဘဝကပိုပြီးအဆင်ပြေလာပြီးမိုဟန်ကလည်းရွာမှာရှိတဲ့စင်းရဲသားတွေကိုကူညီပေးလာတယ်။ရွာသားတွေကလည်းမိုဟန်တို့လင်မယားကိုချစ်ခင်လာကြတာပေါ့။မိုဟန်တို့လင်မယားလည်းမှော်နွားမလေးစူရာဘီရဲ့ခြေစုကြောင့်ချမ်းသာသွားကြတာပေါ့။
ဒီလိုနဲ့ကနေ့မှာတော့မှော်နွားမာလေးစူရာဘီကမိုဟန်နဲ့ဓာတာကိုပြောတယ်ငါအလုပ်ဒီမှာပြီးသွားပြီမင်းတို့ဘဝအဆင်ပြေသွားပြီဆိုတော့ငါအခြားစင်းရဲသားတွေကိုကူညီဖို့သွားတော့မယ်လို့ပြောလိုက်တယ်မကြခင်မှာပဲစူရာဘီကသူ့မူလပုံစံဖြစ်တဲ့ကျက်တူရည်လေးပုံစံပြောင်းပြီးတောထဲပြန်သွားလိုက်တယ်စူရာဘီထွက်ခွာသွားပြီးမှမိုဟန်လက်ဒါတာဟာပျော်ရွှင်စွာနေထိုင်သွားကြပါတော့တယ်